ဒီနေ့မှာ beginner လေးတွေအတွက်ကိုပေါ့နော်မတို့ four line grain line knot ဆိုတဲ့ခေါင်းစဉ်၃ခုကို sharing လုပ်ပေးသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့အလွယ်ကူဆုံးနည်းနဲ့အမအားလုံးကိုပြပြပေးသွားပါမယ်နော်အဲ့ဆိုရှင်မတို့စလိုက်အောင်နော် grain line ဆိုလို့ရှိရင်ဥပမာဆိုကြပါစို့ပေါ့နော်အမတို့ဒါကိုမတို့ပိတ်စလို့ပဲယူဆလိုက်ပေါ့နော်ပိတ်စလို့ပဲယူဆလိုက်အဲ့တော့ကိုကပတ်တန်တစ်ခုခုကိုညှက်တော့မယ်ဆိုလို့ရှိရင်ပေါ့နော်အမတို့ကဒီမှာ green line မြင်းကိုယူထားတာဖြစ်တဲ့အတွက်ကြောင့်မို့ဒါပိတ်စပေါ့နော် green line မြင်းကိုယူထားတာဖြစ်တဲ့အတွက်ကြောင့်မို့အမတို့ပေတန်နဲ့ပေါ့နော်တခါတည်းအမတို့တေချာလေးတားဖို့လိုတယ်ပေါ့နော်ဥပမာဆိုကြပါစို့ဒီဟာကအမတို့2 cm ပေါ့နော်ဥပမာ okay ဒီထိတ်ကနေပြီးတော့ဒီထိတ်ကိုအမတို့က2 cm ယူတယ်ဆိုလို့ရှိရင်ဒီခလဲလည်းအမတို့2 cm ရှိရမယ်ပေါ့နော်အဲ့တော့ဒီခလဲကိုလည်းအမတို့က2 cm ပြီးရင်ဒီထိတ်ကိုလည်းအမတို့က2 cm အဲ့ဒါမှသာနေအမတို့က grain line မှန်တာဖြစ်တဲ့အတွက်ကြောင့်မို့ပိတ်ကြောအဆင်ပြေတယ်ပေါ့နော်ဝယ်ရတဲ့ခါကျတရှိအဲ့လိုမဟုတ်ဘဲနဲ့ပေါ့နော်ကိုကလေပိတ်စကိုတင်တဲ့အခါကျလို့ရှိရင်ပေါ့နော်ဥပမာဒီလိုမျိုးလေးဆောင်းကြီးဒါပတ်တန်းဆောင်းနေတယ်ပေါ့ဒါအောက်ကဟာပိတ်စပေါ့နော်အဲ့လိုဆောင်းပြီးတော့တင်ပြီးတော့အမတို့ကပိတ်စကိုကတ်တင်လုပ်မယ်ဆိုလို့ရှိရင် grain line ကမှကြည့်လိုက်ဒီထိတ်ကနေပြီးတော့ဒီဟာကျတော့ 2.5 ဖြစ်နေတယ်ပြီးရင်ဒါကကျတော့အမတို့ 2.4 လောက်ဖြစ်နေတယ်ပြီးရခါကျလို့ရှိရင်ဒီထိတ်ဆိုလို့ရှိရင်အမတို့ 2.3 လောက်ဖြစ်နေတယ်ပေါ့နော်အဲ့ဒါမျိုးဆိုလို့ရှိရင်အမတို့ကမှားတယ်အဲ့တော့ grain line ကိုတင်မယ်ဆိုလို့ရှိရင်အမတို့ကရေပြင်ညင်မြင့်နဲ့ဒီလိုမျိုးတက်ဖြစ်နေရမယ်ဒီမြင်းထိတ်နဲ့ဒီမြင်းတွေကလုံးဝအဲ့လိုတစ်ဖြောက်တည်းတန်းနေရမယ်အဲ့ဒါကိုကျတော့မတို့က grain line လို့ခေါ်တယ်ပေါ့နော်အဲ့ဒါဆို full line တက်ကိုတော့ဒီမှာပြင်ဆင်ထားတယ်ပေါ့နော်ဒါကိုတော့မတို့က fabric အနေနဲ့ယူဆမယ်ပေါ့နော် fabric အနေနဲ့သုံးမယ်ဒါကိုအမရိုးဒီ A4 set ကိုပဲဒီ strike လို့ပုံစံမျိုးလေးဆွဲထားပေါ့နော်ပြီးရခါကျလို့ရှိရင်အခုလိုမျိုးမှာ pattern လေးနှစ်ခုထုတ်ထားတယ်ပေါ့နော်အဲ့မှာဒီ pattern နှစ်ခုမှာထူးခြားချက်ဆိုလို့ရှိရင်မတို့ကိုမြင်တဲ့အတိုင်းပဲပေါ့နော်ဒီဘက်ပထမဆုံး pattern မှာဆိုလို့ရှိရင်ဒီသင်္ကေတလေးပါတယ်ပေါ့နော်ဒီသင်္ကေတကတိကမတို့ full line ဆိုတဲ့သင်္ကေတဖြစ်တယ်ပေါ့နော်တချို့ဒီ international ကတချို့ဟိုစား brand တွေမှာဆိုလို့ရှိရင်တော့ဒီလိုပုံစံနဲ့လည်းအမတို့full line ရဲ့သင်္ကေတကိုအမတို့သုံးနေပေါ့နော်အခုအမတို့မြန်မာဘက်မှာဆိုလို့ရှိရင်တော့ဒီသင်္ကေတကိုအမတို့ full line နေနဲ့အသုံးပြုပါတယ်ပေါ့နော်အဲ့တော့စိုက်တဲ့ပုံစံကိုသုံးလို့ရတယ်ပေါ့နော်ဒီသင်္ကေတနှစ်ခုလုံးဒီဘက်ကိုပဲမြင်မြင်ဟိုဘက်ကိုပဲမြင်မြင်ဒါကအမတို့ full line လို့ယူဆလို့ရတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီဒီ pattern နှစ်ခုအမတို့ရှင်းကြည့်လိုက်မယ်ဆိုရင်ဒီပထမ pattern ဒီအမတို့ full line ဆိုတဲ့သင်္ကေတပါတယ်ပေါ့နော်ဒါပေမဲ့ဒီဘက် pattern ဆိုလို့ရှိရင်အမတို့က full line ဆိုတဲ့သင်္ကေတမပါဘူးပေါ့နော်အဲ့တော့ full line ဆိုတဲ့သင်္ကေတပါပြီဆိုလို့ရှိရင်အမတို့ကပိတ်စကိုဘယ်လိုယူရမလဲဆိုလို့ရှိရင်ပေါ့နော်ပိတ်စကိုအမတို့ကဒီလိုမျိုးခောက်ပြီးတော့ပေါ့နော် sorry ပိတ်စကိုအမတို့ကဒီလိုပြန်လိုက် pattern တင်ရတာမျိုးမဟုတ်ဘဲနဲ့ full line ဖြစ်တဲ့အတွက်ကြောင့်မို့အမတို့ကပိတ်စကိုဒီလိုမျိုးခောက်လိုက်မယ်ခောက်ပြီးတဲ့အခါကျမှအမတို့ကအခုလိုမျိုးပေါ့နော်ဒါအမတို့ပိတ်စပေါ့နော်ပိတ်စလေးတို့လေးခောက်လိုက်တယ်ခောက်လိုက်ပြီးတဲ့အခါကျမှအမတို့ဒီနေရာမှာတင်ပြီးတော့အမတို့က pattern လေးကိုအမတို့ဒီနေရာလေးတွေမှာပင်နဲ့ထိုးပေါ့နော်ဒီလိုထိတ်ပေါ့နော်ဒီပိတ်စရဲ့ဒီထိတ်နဲ့ pattern နဲ့အမတို့ဒီလိုမျိုးကက်ရဲ့တပြေးညီပေါ့နော်ပြီးတဲ့အခါကျမှဒါလေးကိုအမတို့ကညှက်ရမှာဖြစ်တယ်ပေါ့နော်အကယ်၍ full line ဆိုတဲ့သင်္ကေတမပါဘဲနဲ့ဒီလိုပုံစံမျိုးဖြစ်တယ်ဆိုလို့ရှိရင်အမတို့ကဒီလိုပုံစံမျိုးနဲ့ညှက်စရာမလိုတော့ဘူးဘယ်လိုညှက်မလဲဆိုလို့ရှိရင်ပိတ်စကိုဒီလိုမျိုးပြန်လိုက်ပဲအမတို့ယူပြီးတော့အမတို့ဒီဘက်ထိတ်ပေါ့နော်ဒီဘက်ထိတ်မှာတချမ်းပြီးတော့တဲ့ခါကျလို့ရှိရင်လွတ်နေတဲ့ဘက်ချမ်းမှာတချမ်းအဲ့လိုမျိုးယူပြီးတော့မတို့ကပိတ်စကိုညှက်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့သူ့ရဲ့အဓိကကတော့ဗာလဲဆိုတော့ full line ဆိုရင်ပိတ်စကိုဒီလိုမျိုးခောက်ပြီးတော့မှအမတို့ညှက်ရမယ်ပေါ့နော်အဲ့တော့အမတို့ညှက်ကြည့်မယ်ပေါ့နော်အကယ်၍လေတဲ့လားခောက်တဲ့ခါကျလို့ရှိရင်လေပိတ်စအရန်ကြီးတဲ့ဟာမျိုးဆိုလို့ရှိရင်အမတို့တို့ခလရိုင်းနေခောက်တာမျိုးမဟုတ်ဘဲနဲ့လေဒီလိုမျိုးလေးခောက်နေလေရတယ်နော်ဒီလိုမျိုးလေးခောက်နေလေရတယ်အဲ့ဒါကတော့ဟို small medium large ပေါ်မှုတည်တယ်ဒီလိုမျိုးခောက်မယ်ဆိုလို့ရှိရင်လေသူကအဆင်ပြေတွေ့လားအဲ့ဆိုလို့ရှိရင်ဒီဘက်က pattern တော့ကျန်ပိတ်စတော့ကျန်သေးရပေါ့နော်အဲ့လိုပုံစံနဲ့လည်းလုပ်လို့ရတယ်နော်အခုတော့အမစမှာအရန်ပိတ်စတွေပေါ်တယ်ပေါ့ဟဲ့ပိတ်စတွေပေါ်တာဖြစ်တဲ့အတွက်ကြောင့်မမဒီပုံစံလေးပဲညှက်လိုက်မယ်ပေါ့နော်ပုံမှန်အပြင်ဘက်မှာဆိုလို့ရှိရင်တော့ဒါပင်ထိုးပြီးတော့မညှက်ရမှာပေါ့နော်အခုကတော့စက်ကူကအရင်သေးတာဆိုတော့ပင်ထိုးလိုက်ပါမှမထိုးဘူးပေါ့နော်အဲဒါမှဒီလက်တန်းလေးပဲသွားလိုက်တာနော်โอเคဒါဆိုရင်အဲ့ full line သင်္ကေတပါတာဖြစ်တဲ့အတွက်ကြောင့်မို့အမတို့ကပတ်နေရတူတူ one ပတ်နေပဲထွက်မှာဖြစ်တယ်ပေါ့တခါလေးတူတူမတစ်ဖြောက်လေးထွက်မှာဖြစ်တယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့အမတို့ကဒါမျိုးဆိုလို့ရှိရင်เนาะဘယ်လိုပုံစံမျိုးထွက်မလဲဆိုလို့ရှိရင်အမနောက်ထပ်fabric လေးတစ်ခုလုပ်လိုက်မယ်နော်โอเคဒီဟာကျတော့အမတို့က full line မရှိတဲ့ pattern ပေါ့နော် full line မပါတဲ့ pattern ဖြစ်တဲ့အတွက်ကြောင့်မို့အမတို့ကဒီလိုမျိုးပိတ်စရှိရဆိုလို့ရှိရင်ပိတ်စရဲ့ဒီဘက်ထိပ်ပေါ့နော်ဒီဘက်ထိပ်မှာအမတို့ကလာပြီးတော့ထိလိုက်မယ်ပေါ့ပိတ်စကိုခုနကတော့လိုမျိုး full line လိုမျိုးအမတို့ခောက်ကြရမလို့တော့ဘူးเนาะဒီတိုင်းအချက်လိုက်ကလေးပဲအမတို့လာပြီးတော့လုပ်လိုက်မယ်ပေါ့နော်ပြီးရင်အမတို့ထုံးစံတိုင်းလေးပဲပါလို့မယ် pattern လေးကောက်လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်အမတို့က panel တစ်ခုရသွားပြီပေါ့နော်အဲ့တော့အမတို့ဒီဟာကိုဆိုလို့ရှိရင်panel A ဆိုပြီးတော့အမတို့ပေးလိုက်မယ်ပေါ့နော်ဒါဆိုရင်အမတို့ panel A ရသွားပြီပေါ့နော်အဲ့တော့ panel B ကိုညှက် panel B မှာအမတို့ထပ်ပြီးတော့ပိတ်စကိုကောက်မယ်ပေါ့နော်ပိတ်စကိုအမတို့ညှက်မယ်ဆိုရင်ဒီပုံစံနဲ့အမတို့ညှက်လို့မရဘူးပေါ့နော်ဒီပုံစံနဲ့ဒါညှက်တယ်ဆိုလို့ရှိရင်အမတို့ဒီနှစ်ခုဒီလိုမျိုးဆက်လို့မရနိုင်ဘူးပေါ့နော်အဲ့တော့အမတို့ကဒီဟာကိုညှက်မယ်ဆိုရင်ဒီလိုမျိုးလေးမှောက်လိုက်မယ်မှောက်ပြီးတဲ့အခါကျလို့ရှိရင်ဒီဘက်လေးကိုယူပြီးတဲ့အခါကျရင်ခုနကတော့လိုပဲအမတို့ကရေုံစော pattern လေးကောက်မယ်ပေါ့နော်
ညက်မယ်ပေါ့နော်ပြီးရင်တစ်ခုတော့ရှိရတာပါလဲဆိုတော့အမတို့ကဒီမှာပေါ့နော်အမှတ်သားလေးတွေလုပ်ခဲ့ဖို့လိုတယ်ပေါ့နော်အခုဆိုလို့ရှိရင်အမတို့ဒီမှာဆိုရင် panel နှစ်ခုရသွားပြီပေါ့နော်ဒီဟာကကြတော့အမတို့က panel A ပြီးရင်ဒီဟာကကြတော့အမတို့က panel B ပေါ့နော်အဲ့တော့ panel နှစ်ခုရတယ်ထူးခြားချက်ကိုတစ်ချက်အမတို့ကြည့်ကြရအောင်ပေါ့နော်အဲ့တော့ဒီမှာအမတို့က4 line မပါတဲ့ဟာဆိုလို့ရှိရင်အမတို့ကဒါဆိုရင်4 line မပါတဲ့ pattern panel နှစ်ခုထွက်တယ်နော်ဒါပေမဲ့ဒီဟာကကြတော့အမတို့က4 line ပါတဲ့ pattern သူကကြတော့ panel 1 panel ပဲထွက်တယ်တွေ့လားဆိုအဲ့ဒါကသူ့ရဲ့ထူးခြားချက်ပဲပေါ့နော်အဲ့တော့ဟုတ်ပြီဒီနှစ်ခုကိုအမတို့ကဒီနောက်တစ်ခုပေါ့နော်အမတို့ဒါဆိုရင်4 line နဲ့ရှင်းသွားပြီပေါ့နော်အဲ့တော့ဘာရှင်းဖို့လို့လဲဆိုလို့ရှိရင်အမတို့ notch ပေါ့နော် notch ကကျတော့အထက်ကဘာကိုပြောချင်တာလဲဆိုတော့အမတို့ကဒီဟာ panel A နဲ့ panel B ဖြစ်တဲ့အတွက်ကြောင့်မို့အဲ့နှစ်ခုကိုအမတို့ကပူးရမှာပေါ့နော်ပူးရမှာဖြစ်တဲ့အခါမှာကိုကဒီမှာအမှတ်သားတွေပေါ့နော်ရင်ကဘယ်နေရာမှာလဲဘယ်နေရာမှာရှိရလဲဆိုတဲ့အမှတ်သားတွေကိုအမတို့မယူခဲ့ဘူးဆိုလို့ရှိရင်အဲ့နှစ်ခုကိုအမတို့ပူးဖို့မလွယ်ဘူးပေါ့နော်အဲ့တော့အမတို့ကအခုလိုမျိုး pattern နဲ့အောက်ကဟာလေးနဲ့ကိုမတို့ပိတ်စလေးနဲ့ကိုမတို့ပူးလိုက်မယ်ပေါ့နော်ပူးပြီးတဲ့ခါကျလို့ရှိရင်ဒီနေရာလေးမှာဒါသူ့ရဲ့သင်္ကေတအနေနဲ့မတို့ notch လေးကိုကတ်ကြီးစာလေးနဲ့တောက်လိုက်မယ်ပေါ့နော်ဒီပုံစံလေးအဲ့ဆိုလို့ရှိရင်ဒီနေရာလေးမှာအမတို့ကတ်ကြီးစာလေးတောက်ပြီးသားပေါ့နော်အဲ့တော့ဒီဘက်ဆိုလို့ရှိရင်လည်းအဲ့အတိုင်းပဲအမတို့ဘာလို့မလဲပြန်ပြီးတော့ခုနကအတိုင်းလေးပဲအမတို့ကတ်ကြီးစာလေးတောက်လိုက်မယ်ပေါ့နော်အဲ့ဒါကိုအမတို့က notch လို့ခေါ်တယ်ဒါမှသာလျှင်ဒီသင်္ကေတနှစ်ခုရှိသွားတာဖြစ်တဲ့အတွက်ကြောင့်မို့အဲ့နှစ်ခုကိုအမတို့အညီထားမယ်ဆိုလို့ရှိရင်ပိတ်စကအမတို့ပြန်လေးရမှာပေါ့နော်အဲ့တော့အမတို့ဒါကိုပူးမယ်ဆိုလို့ရှိရင်ဒီနေရာမှာအမတို့ကလေဒီအရှိလေးမှာချုပ်စာလေးထားခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့အမတို့ပူးမယ်ဆိုလို့ရှိရင်ဒီနှစ်ခုကိုအမတို့ကဒီလိုပူးမယ်ပူပြီးသွားပြီဆိုလို့ရှိရင်အမတို့ကချုပ်စာဟိုဘက်တစ်ခုဒီဘက်တစ်ခုပေါ့နော်အဲ့ဟာလေး site သေးလေးပေါ့နော်အဲ့ဒါလေးကိုအမတို့ကစက်ကလေးနဲ့ချုပ်လိုက်ရမှာပေါ့နော်အခုအမပြထားသလိုမျိုးအဲ့နေရာလေးကိုအမတို့ကဆက်လေးနဲ့ချုပ်လိုက်တယ်နော်အခုကတော့အမကဆက်နဲ့ချုပ်တာမဟုတ်ပဲねဆက်ကူနဲ့ဆိုတဲ့အခါကျတော့တိတ်နဲ့ပိုက်မှာပေါ့နော်โอเคအဲ့ဆိုလို့ရှိရင်အင်ကြီးလေးကဒီလိုလေးရသွားပြီပေါ့ဒါဆိုရင်ဟိုဘက်တစ်ချမ်းဒီဘက်တစ်ချမ်းအကယ်၍ကိုကပိတ်စာကိုမတူညီတာနဲ့လုပ်ချင်တယ်ဆိုရှင်ဒီဘက်ကိုပိတ်စာတစ်မျိုးဒီဘက်ကိုပိတ်စာတစ်မျိုးအဲ့လိုမျိုးနဲ့လည်းလုပ်လို့ရတယ်ပေါ့နော်အဲ့တော့သိထားမှာတခုကကိုကအမြဲတမ်းဒီလိုမျိုး4 line ပါတယ်ဆိုရင်ပိတ်စာကိုဒီလိုခောက်ပြီးတော့မတို့ယူရမယ်အကယ်၍အဲ့လိုမဟုတ်ဘဲနဲ့4 line မပါတဲ့ဟာဆိုလို့ရှိရင်ပိတ်စာကိုမတို့ယူမယ်ဆိုရင်တစ်ချက်စီပဲမတို့ယူရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ notch ကိုလည်းတစ်ခါထည့်ပြောပြီးသွားတယ်ပေါ့နော်အဲ့တော့နော် green line ရယ်ပြီးသွားတဲ့ခါကျရင်အမတို့4 line ရယ်အမတို့ notch ရယ်ပေါ့နော်အဲ့ဒါလေးတွေအကုန်လုံးကိုနားလည်သွားပြီလို့မှာကတော့ထင်ပါတယ်ပေါ့နော်အဲ့တော့ဒါဆိုရင်ဒီနေ့ဟိုရှင်းပြပေးသွားတဲ့4 line green line ပြီးရင် notch ဆိုတဲ့ဟာကိုအားလုံးသိသွားပြီလို့ထင်ပါတယ်နော်ဒီနောက်ဗီဒီယိုတွေမှာထပ်တွေ့မယ်နော်